အားကစားဝန်ဆောင်ရှင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကမ္ဘာအကောင်းဆုံးကစားသမားတဦးဖြစ်တဲ့ရိုနယ်ဒိုရဲ့မယုံကြည်နိုင်စရာကြန့်ခိုင်မှုနဲ့လျှို့ဝှက်ချက်အကြောင်းကိုပြောပြပေးချင်ပါတယ်အသက်40ကျော်လာတာတော့ကွင်းထဲမှာအားအပြည့်နဲ့ပြေးလွှတ်နိုင်ဖို့အတွက်သူ့ရဲ့ဓာတ်ရဲ့စားတောက်မှုပုံစံကိုအလွန်တင်းကျပ်စွာထိန်းသိမ်းထားတာပါမကြသေးမီကထွက်ပေါ်လာတဲ့သတင်းတွေအရရိုနယ်ဒိုဟာသူ့ရဲ့နေ့စဉ်စားတောက်မှုစီးရင်ကနှုတ်နဲ့တကြားကိုအပြီးတိုင်ဖယ်ထုတ်လိုက်ပြီးလို့သိရပါတယ်တကြားကိုရှောင်ခြင်းကခန္ဓာကိုယ်ထဲမှာမလိုအပ်တဲ့အဆီတွေစုမနေစေဖို့နဲ့အင်ဆူလင်ပမာဏကိုထိန်းညှိဖို့တဲ့အချိုးအစားတွေကိုလုံးဝဆွန့်လွတ်လိုက်တာဖြစ်ပါတယ်အချို့သောနှုတ်ထွက်ပစ္စည်းတွေကလည်းခန္ဓာကိုယ်ကိုလေးလံစေပြီးအစာချေစနစ်နှိပ်ကွေးစေနေတာကြောင့်သူ့ကိုရှောင်ကျဉ်လိုက်တာဖြစ်ပါတယ်။တကြားနဲ့နှုတ်ကိုရှောင်ပေမဲ့သူကခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရကိုတော့တိတိကျကျစားသုံးပါတယ်။အထူးသဖြင့်တူနာငါးနဲ့ကြက်သားကြက်ဥတို့ကိုအဓိကစားသုံးပါတယ်။ဒါအပြင်လက်ဆက်တဲ့တတိဝလံတွေကိုလည်းရွေးချယ်စားသုံးပါတယ်။ဆိုတာဒါမှမဟုတ်အချိုရည်တွေအစားရေကိုပဲအမြဲတောက်သုံးပါတယ်။ဒါအပြင်သူကဆိုတာနဲ့အချိုရည်တွေတောက်မဲ့အစားရေကိုပဲအမြဲတမ်းတောက်သုံးပါတယ်။ယူရို2020တုန်းကကိုကာကိုလာပလင်းကိုဖယ်ပြီးတော့ရေကိုတောက်ဖို့ပြောခဲ့တာကိုအားလုံးမှတ်မိကြမှာပါ။နောက်တစ်ခုကတော့ရိုနယ်ဒိုဟာတစ်ခါစားရင်အများကြီးစားတာမျိုးမဟုတ်ပဲခန္ဓာကိုယ်ရဲ့ဇီဝကာမဖြစ်စဉ် metabolism ကိုအမြဲတမ်းမြန်ဆန်နေဖို့အတွက်တစ်နေ့ကို6နက်ခွဲပြီးနည်းနည်းချင်းစီစားတဲ့စနစ်ကိုကျင့်သုံးတာဖြစ်ပါတယ်။ရိုနယ်ဒိုရဲ့ဒီလိုတင်းကျပ်တဲ့စီကံဟာသူ့ကိုအခုထိထိပ်တန်းအဆင့်မှာရှိနေစေတာပါ။ကျွန်တော်တို့အနေနဲ့သူနဲ့တူအောင်လိုက်မလုပ်နိုင်ရင်တော့အချိုလျှော့စားတာနဲ့ရေမြများတောက်တာကကျန်းမာရေးအတွက်ဘယ်လောက်အရေးကြီးလဲဆိုတာကိုတော့သူကသက်သေပြနေတာဖြစ်ပါတယ်။ရိုနယ်ဒိုအတွက်ကတော့ဘောလုံးကစားတာကအလုပ်တစ်ခုတည်းမဟုတ်ပဲသူ့ရဲ့ဘဝနေထိုင်မှုပုံစံတစ်ခုလုံးဖြစ်နေပါတယ်။ဒီလိုစည်းကမ်းကြည့်မှုကြောင့်ပဲသူက2026ခုနှစ်အထိအကွင်းထဲမှာဂိုးတွေဆက်လက်သွင်းနေနိုင်တာဖြစ်ပါတယ်။ကဲအားကစားဝါသနာရှင်ပရိသတ်များခင်ဗျာမိတ်ဆွေတို့အနေနဲ့ရောရိုနယ်ဒိုလိုမျိုးအချိုနဲ့နှုတ်ကိုလုံးဝရှောင်နိုင်ကြမှာလား။သူ့ရဲ့ဒီလိုစည်းကမ်းကြည့်မှုကိုရောဘယ်လိုမြင်ကြလဲ comment မှာဆွေးနွေးသွားကြပါဦးခင်ဗျာ။